ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Healthy Life Channel ကနေကြိုဆိုလိုက်ပါရစေ။အရောချံပရမန်လာဘန်ဆိုတဲ့အတိုင်းပါပဲ။ပရိသတ်တွေကိုလက်လာပါးတွေစာကျွေးပေးမဲ့ကျမ်းမာရေးရဲ့ဗဟုသုတအကြောင်းအရာတွေကိုတင်ဆက်ပေးမှလည်းဖြစ်ပါတယ်။ဒီတော့ပရိသတ်တွေကဗဟုသုတတွေလက်မလွတ်သွားအောင်လို့ Channel လေးကို Like and Subscribe လေးလုပ်ပေးခင်ရင်းနဲ့ဘေးနား Notification လေးကိုလည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်။ဒါဆိုရင်တော့ဗီဒီယိုလေးကိုစကြည့်လိုက်ရအောင်နော်။ဒီနေ့မှာတော့ကိုဝင်ဆောင်ကာလအတွင်းမှာဆောင်ရည်နဲ့ရှောင်းရံအချက်တွေကိုလည်းတင်ဆက်ပေးကြပါမယ်။အခုပြောပြမယ့်အရာတွေကတော့ကိုဝင်ဆောင်ထားတဲ့အချိန်မှာရှောင်းသိမ်းတဲ့အရာတွေပဲဖြစ်ပါတယ်နော်။ပထမဆုံးအချက်ကအသားစိမ်းငါးစိမ်းမကြိုချက်ထားတဲ့နွားနိုးနဲ့စီကြောစာတွေကိုမစားပါနဲ့။ဒီအစားအစာတွေမှာသင်ကိုဒုက္ခပေးနိုင်တဲ့ပိုးမွှားတွေပါဝင်နိုင်တာကြောင့်သင်နဲ့သင်ရဲ့တရေသားကျန်းမာရေးအတွက်မကောင်းပါဘူးနော်။ဒါအပြင်အဝလွန်တာကိုလည်းဖြစ်စေနိုင်ပါတယ်။ဟင်းသီးဟင်းရွက်နဲ့တည်တည်ဝလံတွေကိုလည်းအစိမ်းတိုင်းစားမယ်ဆိုရင်မစားခင်ရေနဲ့ဆင်ကျင်အောင်စေကြောရပါမယ်။အဝင်ညွှန်ကြားချက်မပါတဲ့ဆေးဝါးတွေမမီဝဲပါနဲ့။တချို့ဆေးဝါးတွေကကိုယ်ဝင်ဆောင်တဲ့အတွက်တောက်သုံးရမယ့်ပမာဏရှိတာမလို့ဆေးဆိုင်တွေမှာအလွယ်တကူဝယ်လို့ရရင်တော့ဆရာဝန်ညွှန်ကြားချက်နဲ့သာတောက်ရပါမယ်နော်။နောက်ထပ်တင်ဆက်ပေးမှာကတော့တောင်မြင့်ဖက်နဲ့မစီပါနဲ့နော်။တောင်မြင့်ဖက်နဲ့ကြောင့်ခန္ဓာကိုယ်ဟန်ချက်ပြောင်းသွားတဲ့အတွက်ကြွက်သားပြက်စီးတာခါနာတာနဲ့စီးဆက်နာတာတွေဖြစ်လာနိုင်ပါတယ်။တင်းရဲ့ခြေထောက်အန်းနေရင်ချင်းညက်ဖက်နဲ့ကိုသာစီးပါနော်။ခွေးကြောင်စွန်းတဲ့အညစ်အကြေးခွက်ကိုမလဲလှည့်ပေးပါနဲ့။ခွေးကြောင်တွေရဲ့မစင်မှာပါဝင်လာတဲ့ကပ်ပါပိုးကောင်တွေကြောင့်လည်းရောဂါရရှိနိုင်ပါတယ်။လက်အိတ်ဝစ်ပြီးလဲလှည့်ပေးရင်ကြောင့်အညစ်အကြေးခွက်ကိုကိုင်ကိုင်ပြီးချင်းလက်ကိုဆင်ကျင်အောင်စေကြောရမှာပါတော့ပါတယ်။ဆက်လက်ပြီးတော့လေတနေရာထဲမှာအချိန်ကြာကြီးထိုင်တာဒါမှမဟုတ်မတ်တရတိုင်းမလုပ်ပါနဲ့နော်။တနေရာထဲမှာအကြာကြီးနေတာကခြေချင်းဝန်းနဲ့သွေးကြောတွေကိုနာကျင်ထိခိုက်နိုင်ပါတယ်။ထိုင်နေရင်ခွေးခြေပေါ်မှာခြေထောက်တင်ထားတာနေရာကနေမကြာခဏလမ်းလျှောက်ပေးတာမျိုးတွေပြုလုပ်ပေးပါနော်။ရှောင်ကျဉ်ရမယ့်နောက်ထပ်အချက်တွေကိုလည်းတင်ဆက်ပေးပါမယ်။ဒါကတော့စာအုပ်မဂ္ဂဇင်းနဲ့အွန်လိုင်းပေါ်ကအငင်းပွားပွဲယူဆတွေကိုမလိုက်နာပါနဲ့။သင်သိထားတဲ့ကျမ်းမာရေးဗဟုသုတတွေကိုယုံကြည်စွာလိုက်နာပါ။သင်သိထားတာတွေကသင်တို့တန်တရားဖြစ်နေရင်တော့ဆရာဝန်နဲ့ဆွေးနွေးပါ။နောက်ထပ်ရှောင်ကျဉ်ရမယ့်တစ်ချက်ကတော့မူရစ်ဆေးဝါးတွေကိုမသုံးဆွဲပါ။နောက်ထပ်တစ်ချက်ကတော့ကြုံမချက်ထားတဲ့နွားနို့ထုတ်ကုန်နဲ့ပြုလုပ်ထားတဲ့အစားအစာဒါမှမဟုတ်သေချာမကျက်သေးရဲ့အသားဟင်းတွေကိုမစားသုံးပါနဲ့။ဒီအစားအစာတွေမှာသင်နဲ့သင်ရင်သွေးကိုရောဂါအများပြားဖြစ်စေတဲ့ဒုက္ခပေးနိုင်တဲ့Listeria ဘက်တီးရီးယားတွေပါဝင်နိုင်ပါတယ်။ဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ဗီတာမင် A အားစိတ်ကိုမမီဝဲပါနဲ့။ကိုယ်ရင်းမှာဗီတာမင် A ပမာဏများလွန်းတာကကလေးမှာမူရပါကျွင်းရင်ချက်ပါလာတတ်ပါတယ်။ရှောင်ကျဉ်ရမယ့်နောက်ထပ်တစ်ချက်က microwave အနီးနားမနေပါနဲ့။သူ့စီအားထွက်တဲ့ဓာတ်ရောင်ခြည်တွေနဲ့များစွာထိတွေ့မိရင်ကိုယ်ရင်းမှာအပူဓာတ်ထလာနိုင်ပြီးတော့သတိသားကြီးထွားဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်ပါတယ်။အတွက်အန္တရာယ်ရှိပါတယ်။ဆောင်ရဲ့အပူချိန်လွန်ကဲလာရင်ကိုရင်းအပူချိန်လည်းမြင့်မားလာနိုင်ပါတယ်။ရှောင်ရမယ့်နောက်ထပ်တစ်ချက်ကတော့ဘုံပန်ရကျလာတဲ့ရေကိုမတောက်ပါနဲ့။အထူးသဖြင့်ကိုဝင်စောစောပိုင်းကာလတွေမှာမတောက်သင့်ပါဘူးနော်။ရေကိုကြိုချက်ပြီးမှသာတောက်ပါ။အလုပ်တွေမှာစိတ်ဖိစီးမှုကြောင့်မခံပါနဲ့။စိတ်ဖိစီးမှုကြောင့်ခုခံအားစနစ်ကျဆင်းပြီးတော့ယောဂအလွယ်တကူရရှိနိုင်ကလာမစိတ်ကလေးတွေမွေးဖွားနိုင်ပါတယ်။နောက်ထပ်ပြောပြအောင်မယ့်အချက်ကတော့ပိုးသက်ဆေးပေါင်းသက်ဆေးမှုသက်ဆေးနဲ့မထိထွေးမိပါစေနဲ့အတွက်ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေရရှိနိုင်ပါတယ်။ကိုဝင်ပထမ3လပတ်မှာရေရုံပေါက်တယ်ဆိုရင်လည်းတားပြက်တားလျှော့တာတွေဖြစ်လာနိုင်ပါတယ်ရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ရက်ဒီမှာလည်းဘယ်လိုမျိုးစိတ်ဝင်စားဖွယ်ရာဗဟုသုတအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာစောင့်မျှော်နားဆင်ပေးကြပါအောင်နော်။